မိမတယောက်ကိုတကယ်ချစ်တယ်ဆိုရင်ငါဟာအဲ့ဒီမိမရဲ့လေးစားအားကိုးထိုက်တဲ့ယောက်ျားတယောက်ဟုတ်မဟုတ်ကိုအရင်ပြန်ဆန်းစစ်ရမယ်မဟုတ်သေးရင်လေကြိုးစားခြင်းနဲ့စိတ်ရှိရမယ်လက်တရားဘာဖြစ်လို့တုံးလဲ ကျွန်တော်ရင်းနှီးခုံလို့ဆရာ အရင်မတော့လို့လက်တွေတုံးနေအောင်မဖြစ်နိုင်ဘူးလား Nyama chone